င်္ဂလာပါဒီဗီဒီယိုမှာတော့ Android ရဲ့ Jetpack Compose ကိုအသုံးပြုပြီးတော့ Habit Tracker application ရဲ့ Home Screen UI ကိုရေးပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ UI only ကိုပဲ focus ထားမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာပြထားတဲ့ UI လေးကိုပဲတူတူရေးပြပေးသွားမှာဖြစ်ပါတယ် functionality တွေမထည့်သေးဘူးပေါ့နော် Okay ဆိုတော့ကျွန်တော်ရှေ့ရှေ့ဝေးမပြောတော့ဘဲနဲ့ UI လေးကိုစပြီးတော့ implementation လုပ်လိုက်ရအောင် Okay အဲ့တော့ကျွန်တော်ဒီ screen ကိုစပြီးရေးခင်မှာကျွန်တော်ရေးမဲ့ဒီအပိုင်းလေးကိုတစ်ချက်ခွဲလိုက်ရပါတော့ဒီအပေါ်မှာရှိတဲ့ဒီ good morning နဲ့ဒီပေါ့နော် date ကိုတော့header အနေနဲ့ကျွန်တော်ယူမယ်ပြီးတော့လို့ရှိရင် today's progress ဆိုတဲ့ဒီ session တစ်ခုလုံးပေါ့နော်ဒီကောင်ကတော့ session တစ်ခုအနေနဲ့ခွဲထုတ်မယ်ပြီးတော့လို့ရှိရင်တော့ဒီ habit ဆိုတဲ့ list ရှိတယ်ဒီကောင်ကလည်း session တစ်ခုအနေနဲ့ခွဲထုတ်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအပိုင်းကအဓိက3ပိုင်းပါပါလိမ့်မယ်Okay အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာကတော့ရှိသမျှ composable function တွေအားလုံးကို file တစ်ခုထဲမှာပဲအကုန်ပြုံပြီးတော့ရေးထားလိုက်မယ်ပေါ့နော်အဲ့တော့လောလောဆယ်တော့ကျွန်တော်ဒီမှာ preview function လေးရှိမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ရဲ့ dashboard screen ဆိုတဲ့ composable function ရှိမယ်ကျွန်တော်မြန်မာစကားမပြောတော့ဘူးပထမဆုံးလုပ်မယ်ကျွန်တော်ဒီ app header လေးအပိုင်းကိုစပြီးတော့လုပ်လိုက်ကြမယ်ဆိုတော့ Okay အဲ့တော့ကျွန်တော်ဒီ app header မှာအဓိက title ပါမယ်description ဒါမှမဟုတ် subtitle လေးပါမယ်ပေါ့နော်profile ကတော့ကျွန်တော် placeholder လေးပဲထားခဲ့တိုင်းမယ် Okay အဲ့တော့ကျွန်တော်တို့ကဒီ header လေးကိုဒီ screen ထဲမှာတစ်ခါတည်းပေါ်အောင်ကျွန်တော် lazy column လေးနဲ့ရေးထားလိုက်မယ်အဲ့တော့ lazy column လေးရှိမယ် lazy column ထဲမှာမှကျွန်တော် item လေးတစ်ခုနဲ့အဲ့တော့ကျွန်တော်တို့ရဲ့ header မှာဆိုလို့ရှိရင် title နဲ့ subtitle က column တစ်ခုအနေနဲ့ရှိနေမယ်ပေါ့နော် Okay အခုကတော့ကျွန်တော်ဒီ title နဲ့ subtitle လေးကတော့ထည့်လိုက်ပြီဒီ profile လေးကိုတော့reusable ဖြစ်သွားအောင်တစ်ထပ်ပြီးတော့ခွဲထုတ်လိုက်မယ်နောက်ပိုင်းမှာကျွန်တော် image ထည့်ရသည်ရှိတော့ဒီမှာလည်းတစ်ခါတည်း available ယူထည့်လို့ရအောင်နေရာတကာကလည်းယူသုံးလို့ရအောင်ကျွန်တော် reusable component ခွဲလိုက်မယ်ပေါ့နော်size ကိုတော့ကျွန်တော်ဒီမှာ parameter အနေနဲ့ pass ပေးလို့ရအောင်လုပ်ထားလိုက်မယ်ပေါ့နော်Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော် row နဲ့ပတ်သက်ပြီးတော့အနေငယ်ပြင်ဖို့ရှိတယ်ပေါ့နော်ဆိုတော့ဒီမှာ horizontal arrangement အနေနဲ့arrangement space between ကိုသုံးမယ်ပြီးတော့လို့ရှိရင်ကျွန်တော် vertical alignment ကတော့လိုတော့မလိုပေါ့နော်ဒါပေမဲ့ကျွန်တော်ထည့်လိုက်မယ်center vertically okay ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီဟာကြီးတစ်ခုလုံးပေါ့နော်ကျွန်တော်တို့ဒီ screen တစ်ခုလုံးကိုတော့ pattern နည်းနည်းကန်ဖို့လိုမယ်ပေါ့နော်horizontal pattern လေးကန်ဖို့လိုလိမ့်မယ် Okay ကျွန်တော် surface မှာမကန်တော့ဘဲနဲ့ lazy column မှာပဲတစ်ခါလေးကန်လိုက်မယ်ဆိုတော့ modifier padding ဟုတ်ပြီပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော် app header ရဲ့အပေါ်လေးမှာpattern လေးနည်းနည်းထပ်ကန်ရမှာပေါ့နော်padding dot လေးကန်လိုက်မယ်ဆိုတော့ကျွန်တော်လောလောဆယ် 30dp လောက်ကန်ထည့်လိုက်မယ် Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော် header အပိုင်းကတော့ပြီးသွားပြီပေါ့နော်အဲ့တော့နောက်ထပ်လိုတာကတော့ today's progress ဆိုတဲ့ဒီ session တစ်ခုလိုမယ်ပေါ့နော်အဲ့တော့ today progress session ကိုကျွန်တော်ဆက်ပြီးလုပ်လိုက်မယ်today progress မှာထည့်ဖို့ data လေးကိုတစ်ချက်ကြည့်အောင်ပထမဆုံးလိုတာဆိုရင်ကျွန်တော်ဒီ xp value လေးလိုမယ်ပြီးသွားလို့ရှိရင်ကျွန်တော် total habits လိုမယ်ပေါ့နော်ဒီမှာဆိုရင်5ပေါ့အဲ့တော့ပြီးသွားလို့ရှိရင်တော့ completed ဖြစ်သွားတဲ့ habits လိုမယ်3ဒီအောက်က value ကတော့ဒီနှစ်ခုနှုတ်ပေးလိုက်လို့ရှိရင်တော့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော် value က total 3ခုလိုမယ်ပထမတစ်ခုက total xp ဆိုတဲ့ကောင်ဆိုတော့ဒီကောင်တော့ကျွန်တော် string အနေနဲ့ပဲပေးလိုက်မယ်ပြီးသွားလို့ရှိရင်တော့ completed habits ရှိမယ် total habits ဆိုပြီးတော့ရှိမယ်ပေါ့နော်
ဆိုတော့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ today progress session ရဲ့ data ဘိုင်းကတော့ရပြီလို့ထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာလာပြီးတော့ထည့်ရအောင်โอเคအဲ့တော့ကျွန်တော်ဒီအဖြူအောင် container ကြီးပေါ်ဖို့အတွက်ကိုကတ်ကိုတုံးလိုက်မယ် elevation အနေနဲ့ကျွန်တော် get default တွေက elevated cat elevation ကိုပဲတုံးလိုက်မယ်ပေါ့နော်အဲ့တော့ default elevation ပဲဖြစ်လိမ့်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ color လိုလိမ့်မယ် get default တွေက elevated cat colors တွေကမှကျွန်တော်တို့ဒီ container color လေးကိုပြောင်းမှုရှိတယ်ပေါ့နော် container color ကကျွန်တော် material theme တွေကမှ surface container lowest ဆိုတဲ့ကောင်သုံးလိုက်မယ် shape ကလည်းကျွန်တော် rounded corner shape ကိုသုံးလိုက်မယ် tray dp okay ဒါဆိုလို့ရှိရင်တော့ကျွန်တော် cut လေးတော့ရလိမ့်မယ်ပြီးသွားရင်ကျွန်တော်တို့ဒီ cut ကို modifier ထည့်ပေးမယ် default modifier သူ့ကို maximum width ထားလိုက်မယ် okay အထဲထဲမှာကတော့ကျွန်တော် column လေးပဲရှိနေမယ်ပေါ့နော်ဆိုတော့ဒီကောင်က line by line သွားတာကျွန်တော် column ပဲသုံးမယ် column modifier အနေနဲ့ကျွန်တော် pattern လေးထည့်ပြီးတော့ကန်ရလိမ့်မယ်အထဲမှာ pattern horizontal 16 vertical 20ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီ session ထဲမှာအပေါ်ပိုင်းမှာပါလဲဆိုရင် today's progress ဆိုတဲ့title လေးပါမယ်ပြီးရင်ဒီဘက်ကကျွန်တော်တို့ဒီ chip လေးတစ်ခုပါမယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီနောက်မှာ bash ထည့်လိုက်မယ်ကျွန်တော်တို့ bash ကတော့ဒီ reusable composable function တွေကိုနောက်ပိုင်းမှာတော့ file နဲ့တက်ခွဲလိုက်မယ်ပေါ့နော်လောလောဆယ်ကတော့ကျွန်တော်ဒီတိုင်းလေးပဲပြထည့်ထားလိုက်မယ်ဆိုတော့ text လက်ခံမယ်ပြီးသွားရင်ကျွန်တော်တို့ဘာရှိမလဲဆိုရင်ဆိုတော့ material theme ရဲ့ colors primary container ပေါ့နော် rounded corner shade တွေကကျွန်တော် percent ကိုသုံးလိုက်မယ်ဒါ 50% လောက် rounded ဖြစ်နေတာဆိုတော့ဒီကောင်ကprimary container မဟုတ် primary color ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော် box ရပြီ pattern လေးထည့်မယ် okay အဲ့တော့ကျွန်တော်ဒီ app patch လေးကို preview မှာပေါ်အောင်လို့တစ်ချက်ထည့်ထားလိုက်မယ်ဆိုတော့ပြီးရင်ကျွန်တော်တို့ရဲ့ row ဒီ horizontal arrangement က speed between လေးထားလိုက်မယ် vertical alignment ကတော့ center vertically ဆိုတော့ modifier ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ထပ်ပြီးတော့လိုတာဆိုရင်ထဲမှာ text လေးထည့်လိုက်မယ် very small color ကျွန်တော်ပြောင်းဖို့လိုလိမ့်မယ် color က theme နဲ့က color scheme နဲ့ကprimary ဖြစ်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအပေါ်ကဘားလေးရသွားပြီပြီးတော့လို့ရှိရင်ကျွန်တော်ဒီအလဲကောင်မှာရှိတဲ့ circle လေးရှိမယ်ပေါ့နော်ဒီ circle ကတော့ကျွန်တော်နောက် video မှာက animated ဖြစ်အောင်လုပ်ဖို့ရှိတယ်ဆိုတော့လောလောဆယ်ကတော့ animated မဟုတ်ဘဲねဒီတိုင်းလေးပဲ placeholder လေးအနေနဲ့ပဲထားခဲ့နိုင်မယ်ပေါ့နော်ကျွန်တော်ရဲ့ circle ကဒီလောလောဆယ် box လေးရှိမယ် size 170p background color ကတော့ကျွန်တော်ဒီ surface container လိုလောက်ကိုထားလိုက်မယ် okay ပြီးတော့ကျွန်တော် shape က circle shape ဖြစ်မယ်ဒါပြီးရင်တော့ကျွန်တော်တို့ဒီ align အနေနဲ့ alignment center horizontal ဖြစ်မယ် okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ circle လေးရပြီဒီ circle မှာကျွန်တော်ထပ်ပြီးတော့လိုတာပါလဲဆိုရင်ဒီ border color ပေါ့နော်border
ကျွန်တော်ရဲ့ border width က20လောက်ရှိမယ်ဆိုတော့ border color ဒီ color အတိုင်းဖြစ်မှာပေါ့နော်ဆိုတော့ဒီကောင်မှားနေဆိုတော့ဒီမှာ border color ဒီကောင်ရဲ့ color ကကျွန်တော်ဒီအလဲကောင်မှာအဖြူရောင်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအပြင်က container color ကိုပဲယူရမှာပေါ့နော်ဆိုတော့ကျွန်တော်ဒီအပြင်က container color ဒီကောင်လေးကိုသုံးထားတယ်ဆိုတော့ဒီကောင်လေးပဲပြန်ထည့်ရမယ်ဒါဆိုရင်တော့ကျွန်တော်တို့ရပြီ width က10လောက်ရှိတယ်ပြီးတော့ကျွန်တော်တို့ဒီ border မှာလည်း shape ကို circle shape ပြောင်းမယ် okay ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ box ကတော့ရပါပြီပြီးတော့ရင်ကျွန်တော်တို့ဒီအထဲမှာ box ထဲမှာရှိတဲ့ကောင်နှစ်ခုရှိရပါတော့ text နှစ်ခုရှိရဒီ text နှစ်ခုကလည်းအပေါ်ဖြစ်တဲ့အတွက်ကျွန်တော် column နဲ့ပဲထည့်လိုက်မယ်vertical arrangement ကကျွန်တော်တို့ arrangement တွေက space by ဆိုတဲ့ကောင်လေးနဲ့ 4dp လောက်တော့ကွာမယ်ပေါ့နော်ဆိုတော့ဒီကောင်တော့မှန်းပြီးထည့်လိုက်မယ် okay ဒါဆိုရင်တော့ကျွန်တော် column ထဲမှာပထမဆုံးထည့်မယ့် text က 3/5 ပေါ့နော်ဆိုတော့ text 3d ကျွန်တော်တို့ completed habits ပြီးွားရင် total habits okay ဒါပြီးရင်သူ့ရဲ့ style ကကျွန်တော်တို့ material theme တွေကမှကျွန်တော် headline နဲ့အသုံးလို့ရလိမ့်မယ်ပေါ့နော်ဆိုတော့ headline media okay လောလောဆယ်ကျွန်တော်ဒီ box ကိုကျွန်တော်တို့ content alignment တွေပြောင်းရမယ် content alignment center တော့မယ် yeah ဒါဆိုရင်ကျွန်တော်တို့ရဲ့ headline media လည်းရပြီဒါပေမဲ့ကျွန်တော်တို့တစ်ခုလိုနေတာပါလဲဆိုတော့ဒီကောင်ဒီကျွန်တော်တို့ black ကိုသုံးထားရပါတော့ဆိုတော့ဒီကောင်ကိုလည်းကျွန်တော်တို့ black ပြောင်းရမယ်ဆိုတော့font weight ပေါ့နော်ဒီ headline media ကိုမှကျွန်တော် font weight ကို black သုံးမယ်ပြီးတော့ကျွန်တော်နောက်ထပ် text click ကcolor ကလည်းကျွန်တော်တို့ရဲ့နှစ်ခုရှေ့မှာသုံးခဲ့တဲ့ on surface variant ကိုသုံးလိုက်မယ်ပေါ့နော်yeah ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ box ကsize နည်းနည်းသေးနေတယ် okay ဒါဆိုရင်တော့ကျွန်တော်တို့ perfect တော့ဖြစ်သွားပြီပြီးွားရင်ကျွန်တော်တို့အောက်မှာနောက်ထပ်စာလေးတစ်ချောင်းရှိမယ်ဟုတ်ပြီအဲ့တော့ဒီကောင်ကကျွန်တော်တို့ရဲ့ဒီ box ရဲ့အပြင်ဘက်မှာရှိမယ် text ကလေးပဲဆိုတော့ဒီမှာတော့ကျွန်တော်နှုတ်ပေးရမယ်ပေါ့နော်ဆိုတော့ total habits တွေက completed habits ကိုနှုတ်ပြီးတော့ဒီ level up ပေါ့နော် okay ဒီမှာကျွန်တော်တခုပြောဖို့ရှိတာ recomposition count တွေကိုတတိထားမယ်ဆိုလို့ရှိရင်ဒီနေရာတွေမှာကျွန်တော်တို့တတိထားလို့ရတယ်ပေါ့နော်ဥပမာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ uncompleted habits ဆိုပြီးတော့ကျွန်တော်ဘာလုပ်လို့ရတယ်ဆိုလို့ရှိရင် derive state သုံးလို့ရတယ်ပေါ့နော် total habits တွေက completed habits ကိုနှုတ်ပေးမယ်ပေါ့နော် derive state ကိုသုံးပြီးတော့ဒီလိုမျိုး recomposition count လျှော့လို့ရတယ်ပေါ့နော်ဆိုတော့လောလောဆယ်ကတော့ကျွန်တော်ဒီမှာကဒီ raw အတိုင်းပဲရေးသွားမှာဒါတွေကိုနောက်ပိုင်းမှာကျွန်တော် to do အနေနဲ့ထားခဲ့လိုက်မယ်ပေါ့နော်နောက်တစ်ဆင့်ကြာကမှကျွန်တော် refactor ပြန်ပြီးတော့လုပ်မယ် okay ပြီးသွားလို့ရှိရင်ကျွန်တော်ဒီ text က style ကလည်းအပေါ်က style နဲ့တူတယ်ဆိုတော့ဒီကောင်းလေးကို copy ကူးလိုက်မယ် and ပြီးသွားရင်တော့ကျွန်တော် modify ရ center horizontally ပြောင်းလိုက်မယ် yeah ဒါဆိုရင်ကျွန်တော်ဒီအတွင်းထဲမှာရှိတဲ့ column ကိုကျွန်တော်တို့vertical arrangement ပြောင်းမယ် arrangement ဆိုတော့16လောက်ကန်လိုက်မယ် yeah okay ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ today progress section လေးရတော့ပြီးသွားပြီပါနော်ဆိုတော့ today progress section ပြီးသွားရင်ကျွန်တော်တို့ဒီကောင့်ကိုပြင်ဖို့တစ်ခုရှိတယ်ဆိုတော့ဒီ session နဲ့ဒီအပေါ် bar နဲ့ကိုကျွန်တော်တို့ခွာရမယ်ပေါ့နော်ဆိုတော့ထုံးစံတိုင်းပဲကျွန်တော်တို့ပါခွာမယ်ဆိုရင် vertical arrangement နဲ့ခွာမယ်16 dp လောက်ခွာလိုက်မယ်ပေါ့နော် yeah ကျွန်တော်ဒီ20 dp လောက်ထိခွာလို့ရတယ် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီအပေါ်နှစ်ပိုင်းကတော့ပြီးပြီပေါ့နော်ဆိုတော့ဒီအောက်က
ဒီ my habits နဲ့ list လေးပဲကျန်တော့မယ်ဆိုတော့ account လေးကိုကျွန်တော်တို့ဒီပထမတစ်ပိုင်းအနေနဲ့ဒီ my habits ဆိုတဲ့ title bar လေးပေါ့နော်ဒီ title bar လေးကိုအရင်ရေးမယ်ကောင်ကတော့ဘာမှထည့်ပေးကြမလို့ဒီထဲမှာဘာရှိမလဲဆိုရင်ကျွန်တော် row လေးပဲရှိမယ် horizontal arrangement ကတော့ speed between ရှိနေမယ်ပြီးတော့ရင်ကျွန်တော်တို့ modifier အနေနဲ့ maximum width ပြီးရင် vertical alignment ကလည်းကျွန်တော်တို့ standard vertical လေးဖြစ်တယ်ပထမဆုံး text က my habits style ကတော့ material theme နဲ့ကပဲ title medium လောက်ထားလိုက်မယ်ပေါ့နော် okay အဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့မြင်ရအောင် preview နဲ့တော့ထည့်ရအောင်ဆိုတော့ item okay ဆိုတော့ရပြီဒါပေမဲ့ကျွန်တော်ဒီနောက်မှာicon လေးလိုတယ်ပေါ့နော် icon ဒီကောင်ဒီ icon pattern ဖြစ်မယ် on click ကတော့လောလောဆယ်မထည့်ထားသေးဘူးအထဲမှာကျွန်တော်တို့ဒီ icon လေးရှိမယ်ဒီမှာမှကျွန်တော်တို့က image vector ကိုသုံးမယ်ပေါ့နော်ဆိုတော့ icons sorry default icon လေးကကျွန်တော်တို့ဘာသုံးမလဲဆိုတော့ more vertical ပေါ့နော်ဒီကောင်လေးကိုသုံးမယ်ဆိုတော့ content description က more ဒါဆိုလို့ရှိရင်ကျွန်တော်တို့ icon လေးပေါ်ပြီ icon ကနည်းနည်းလေးတော့ကြီးနေတယ်ဆိုတော့ဒီကောင်လေးကိုကျွန်တော်တစ်ချက်လောက် modifier နဲ့ 20dp လောက် size ချုံလိုက်မယ် okay ဒါဆိုရင်တော့ကျွန်တော်ဒီ habit title bar လေးပြီးသွားပြီအဓိကအရေးကြီးတဲ့ကျွန်တော်ဒီ habit item လေးတွေပဲလိုတော့တယ်ပေါ့နော်အဲ့တော့ title description နဲ့ is completed ဆိုတဲ့ကောင်လေးလုပ်မယ်ပေါ့နော်ဆိုတော့ဒီကောင်လေးကိုကျွန်တော်မြင်ရအောင်ထုံးစံတိုင်းပဲကျွန်တော်ဒီ item ဒီ lazy column ထဲမှာထည့်မယ်ပေါ့နော်ဆိုတော့ lazy column ရဲ့ဒီ items ကိုသုံးမယ် items ထဲမှာလောလောဆယ်ကတော့ကျွန်တော်က dummy data ပဲထည့်ချင်တာဖြစ်တဲ့အတွက် count 5ထားလိုက်မယ်5ခုလောက်ပေါ့နော်အဲ့တော့5ခုလောက်မှာ habit item ထဲမှာtitle က my habit ပေါ့နော် my habit CEO ကနေပြီးတော့သွားမယ် description ကတော့ကျွန်တော်ဒီ streak days လာမယ်ပေါ့နော်အဲ့တော့ streak it days UI is completed ကတော့ကျွန်တော်မြင်တာအောင် percent 2နဲ့စာဆိုတော့စုံကဏ္ဍလေးတွေကိုပဲကျွန်တော်တို့က check လုပ်ထားလိုက်မယ်ပေါ့နော် yeah ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီ habit item မှာ cat ကိုသုံးထားတာရှိတယ်အဲ့တော့ cat ကသူက check လုပ်ထားလို့ရှိရင်အယောင်တစ်မျိုး check မလုပ်ထားရင်အယောင်တစ်မျိုးပေါ့နော်ဆိုတော့ဒီကောင်လေးကိုကျွန်တော်တို့အပြင်ထုတ်လိုက်မယ်ဆိုတော့ container color လေးရှိရယ် container color ကတကယ်လို့ဒါဒီ completed ဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာသုံးမလဲဆိုတော့ theme နဲ့က color scheme နဲ့ကကျွန်တော်တို့ secondary container လေးကိုသုံးမယ်တကယ်လို့ complete မဖြစ်သေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဖြူရောင်လေးပေါ့နော်ဒီကောင်လေးကိုသုံးမယ်ဆိုတော့ဒီကောင်လေးကိုတစ်ချက်ပြန်ပြီး copy ကူးပြီးတော့ထည့်လိုက်မယ် yeah colors get default တွေကပဲ elevated colors ဒီထဲမှာကျွန်တော်တို့ container color ကိုပြောင်းမယ် container color okay so ပြီးရင် elevation လာမယ် get default elevation မှာထားလိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော် shape လာမယ် rounded corner shape 2dp okay ဒီတိုင်းလေးပဲပြီးသွားရင်တော့ကျွန်တော်တို့ဒီ modifier ထည့်မယ် modifier တော့ fill maximum width ပဲထားမယ်ဆိုတော့ဒီကောင်ဒီကျွန်တော် row ကိုသုံးတင်တယ် row modifier horizontal က 12dp vertical ကတော့16dp လောက်သုံးလိုက်မယ် okay ဒါဆိုရင်ကျွန်တော် row ရပြီ row ထဲမှာပထမဆုံးလိုတာရှေ့မှာရှိရဲကျွန်တော်ဒီ habit icon လေးလာမယ်ပေါ့နော်ဆိုတော့လောလောဆယ်ကတော့ထုံးစံတိုင်းပဲကျွန်တော် icon ကိုတကယ်မထည့်သေးဘူးplace holder လေးအဝိုင်းလေးပဲထားခဲ့မယ်ဆိုတော့ဒီကောင်လေးကိုကျွန်တော်ထုံးစံတိုင်းပဲအပြင်ထုတ်ရေးမယ် habit icon ရှိမယ်ပြီးသွားလို့ရှိရင်ကျွန်တော် profile avatar လို့ပဲကျွန်တော် size ကိုပြင်ထုတ်မယ်ပေါ့နော်
သူ့ရဲ့ default ကတော့40 dp လောက်ထားလိုက်မယ် okay modifier အောက်မှာပြောင်းရေးမယ်ပြီးွားရင်ကျွန်တော်ဒီကောင်ဒီ bounce modifier background color ကတော့ကျွန်တော် secondary လေးသုံးထားလိုက်မယ်ဆိုတော့ဒီကောင်ကကျွန်တော်ဒီဟာနဲ့ကတော့နည်းနည်းတော့ကွဲသွားလိမ့်မယ်ပေါ့နော်ဒီ color ကနောက်ပိုင်းပြန်ပြင်မှာဆိုတော့ကိစ္စတော့မရှိဘူးဆိုတော့လောဆယ်ကတော့ဒီတိုင်းလေးပဲသုံးလိုက်မယ်ရော့ okay သူ့ရဲ့ background color ပြီးရင်ကျွန်တော် shape လေးပြန်ပြင်မှုလိုတယ် circle shape yeah okay နည်းနည်းတော့ weird ဖြစ်နေဆိုတော့ကျွန်တော် primary container လေးပဲသုံးလိုက်မယ် okay ဒါဆိုလို့ရှိရင်တော့အဆင်ပြေတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့title နဲ့ description ပေါ့နော်ဆိုတော့အကောင့်လေးက column လေးနဲ့ရှိရယ် horizontal alignment အနေနဲ့သူတို့ကဒီ step ကိုသုံးထားရပါတော့ vertical arrangement ကတော့မလို့ဆိုတော့ဒီထဲမှာပဲကျွန်တော် text ဆိုပြီးတော့ title သူရဲ့ style က material သင်းတွေက title medium သုံးထားတယ်ဒီကောင်ကိုကျွန်တော် pattern လေးကန်ပေးဖို့လိုတယ် horizontal ကျွန်တော် 12dp လောက်ခံလိုက်မယ် okay ပြီးွားရင်သူ့ရဲ့အောက်မှာကျွန်တော်နောက်ထပ် text တစ်ခုရှိတယ်ဒီကောင်ကတော့ description ဖြစ်မယ်သူက body small လေးဖြစ်မယ် okay ထုံးစံတိုင်းသူ့ရဲ့ color လေးကိုလည်းချိန်ရအောင် color က material thing က color scheme on survey video မှာသုံးလိုက်မယ် okay နောက်ဆုံးမှာ check box ရှိမယ်ဟုတ်ပြီဆိုရင်ကျွန်တော်တို့ alignment လေးတစ်ချက်ချိန်လိုက်မယ်ဆိုတော့ alignment ကဘယ်နားမှာလွဲနေလဲဆိုရင်ကျွန်တော်တို့ row ကြီးတွေ center vertically ဖြစ်တယ်ပေါ့နော်ဆိုတော့ vertical alignment က center vertically ဖြစ်ရမယ် okay ပြီးွားရင်ကျွန်တော်တို့ရဲ့ဒီ column ပေါ့နော်column ကကျွန်တော် weight က1ယူလိုက်မယ်ဒီကောင်ကြီးကိုအပြည့်ဖြစ်သွားokay ဒါဆိုရင်တော့ပြီးသွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ပြဿနာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီ list တွေမှာ spacing ကအရင်ကျဲနေပေါ့နော်ဆိုတော့ကျွန်တော် spacing လေးတစ်ချက်ပြန်ပြီးညှိလိုက်မယ်ဆိုတော့ spacing ပြဿနာကကျွန်တော်ဘယ်နေရာမှာရှိလဲဆိုတော့ဒီ lazy column မှာကျွန်တော်တို့ဒီထည့်ထားတဲ့ space ပိုင်းက20ဖြစ်နေပါတော့ဆိုတော့တကယ်တမ်းရှိတဲ့နာကကျွန်တော် 12dp လောက်ပဲရှိတဲ့နာဆိုတော့သူ့ကို 12dp ပြောင်းလိုက်မယ် okay ဒါဆိုရင်တော့ကျွန်တော်ဒီကောင်လေးကတော့ကတ်သွားပြီဒါပေမဲ့ပြဿနာဘာထပ်ဖြစ်လဲဆိုတော့ဒီအပေါ်မှာရှိတဲ့ကောင်လေးတွေကျင်းနေပါတော့အမှန်တကယ်တော့ကျွန်တော်ဒီ figma လေးနဲ့ဆိုရင်တော့ပိုအဆင်ပြေမှာပေါ့ဆိုတော့နောက်ခေါက်ကြရင်တော့ figma လေးနဲ့အဆင်ပြေအောင်လုပ်ပေးပါမယ်ဒီဗီဒီယိုမှာတော့ကျွန်တော် segment လေးနဲ့ပဲတွားလိုက်မယ်ဆိုတော့ဒီမှာကကျွန်တော်တို့အပေါ်အောက်မှာထပ်ပြီးတော့ခွာဖို့လိုသေးတယ်ပေါ့နော်အဓိကဒီ section ကြီးရဲ့အပေါ်အောက်ပေါ့နော် vertical မှာကျွန်တော်နည်းနည်းလေးထပ်ခွာလိုက်မယ်ဒီ today progress bar ရဲ့ section မှာကျွန်တော် modifier ထပ်ထည့်မယ် modifier padding vertical ဒီမှာကျွန်တော် 8dp လောက်ထပ်ထည့်လိုက်မယ်ပေါ့နော် okay အဲဆိုရင်တော့အဆင်ပြေသွားပါပြီဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ okay နောက်တစ်နေ့ဗီဒီယိုမှာတော့ကျွန်တော်ဒီ progress bar လေးကို customize ဒီ canvas ကိုသုံးပြီးတော့ပေါ့နော် animated ဖြစ်အောင်ရေးပြမှာဖြစ်ပါတယ်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်